30မတိုင်ခင်မှာအမျိုးသားပဲဖြစ်ဖြစ်အမျိုးသမီးပဲဖြစ်ဖြစ်အလုပ်တစ်ခုရှိထားရမယ်အဲ့ဒီအလုပ်ကအောင်မြင်သည်ဖြစ်စေကြာရှုံးသည်ဖြစ်စေလက်ရှိမှာအလုပ်လုပ်နေတယ်ဆိုတဲ့အရာတစ်ခုရှိရုံနောက်နဲ့တော်တော်လေးပြည့်စုံနေပြီလို့ပြောလို့ရတယ်အလုပ်လုပ်နေတယ်ဆိုတဲ့လူတစ်ယောက်နဲ့အလုပ်မလုပ်ဘဲနဲ့နေနေတဲ့သူတစ်ယောက်ရဲ့တန်ဖိုးကလုံးဝမတူဘူးအလုံးလုံးနေတဲ့သူတယောက်ကသူ့ကိုယ်သူယုံကြည်မှုရှိတယ်သူ့ရဲ့ပတ်ဝန်းကျင်ကိုလည်းသူကအကောင်းကျိုးပြုနိုင်တယ်သူ့ကိုယ်သူယုံကြည်မှုရှိတဲ့အတွက်ကြောင့်မလို့အလုပ်တွေကိုပို့ပြီးစူးစမ်းပြီးလုပ်နိုင်တယ်အလုပ်လုပ်တယ်ဆိုတာကလေရလက်တွေအကြီးကြီးရမှအများကြီးအောင်မြင်လာမှအလုပ်လုပ်ရတာမဟုတ်ဘူးမအောင်မြင်ခင်ရလက်တွေအများကြီးမရလာခင်မှာရင်းတို့ကအလုပ်ကိုလုပ်ရတာအဲ့လိုမျိုးလုပ်ရင်းနဲ့မှအရှိန်တွေတဖြည်းဖြည်းတက်လာတဲ့အခါမှာတဖြည်းဖြည်းရလက်တွေတည်တာလာတယ်အောင်မြင်တယ်ဆိုတဲ့အရာကတဖြည်းဖြည်းပို့ပြီးတော့မှနီးစပ်လာတယ်။ရင်းတို့ချက်ချင်းရလက်ရကျင်တယ်ဆိုရင်ဝန်ထမ်းအလုပ်ကိုရွေးချယ်ရတယ်။တကယ်လို့များကိုပိုင်စီးပွားရေးလုပ်မယ်ကိုအားကိုပြီးတော့ပဲအလုပ်ကိုလုပ်မယ်ဆိုရင်ရင်းတို့ကချက်ချင်းကြီးကိုရလက်မထွက်ဘူးလို့ပဲရင်းကပြောပြပေးခြင်းနဲ့အဲ့တော့ကိုက offline ဆိုင်ဖွင့်တာပဲဖြစ်ဖြစ် social media မှာစီးပွားရေးလာလုပ်တာဖြစ်ဖြစ်ဘလို့အခြေအနေမျိုးမှာမဆိုရင်းတို့အလုပ်တစ်ခုရှိထားရမယ်အလုပ်တစ်ခုကလေလုပ်ကိုလုပ်နေမှရမယ်အဲ့တော့အသက်30နောက်ပိုင်းမှာစပြီးအလုပ်လုပ်တဲ့သူနဲ့အသက်30မတိုင်ခင်တည်းကလုံသွားတဲ့လူကရလက်တည်အရန်ကိုကွာတယ်ဘာတွေကွာသွားတာလဲဆိုတော့ရင်းတို့အသက်အရွယ်ရကောမှတ်ဉာဏ်အရာကောလုံနိုင်စွမ်းအရာတွေကောအရန်ကိုတိတိတတ်တာကွာပါတယ်ရင်းကအသက်30နောက်ပိုင်းမှာရင်းကအလုပ်ကိုစတင်နေသူတယောက်ဒီတော့ကိုကစီးပွားရေးလုံးမယ်ကိုအားကိုပြီးတော့အလုပ်တွေလုပ်ချင်တယ်အမိကိုကင်းနဲ့ကိုရဲ့ဘဝမှာရက်တည်ချင်တယ်ဆိုရင်အသက်30မတိုင်ခင်ကိုအရင်တွေးအောင်ရှာပါကိုရဲ့လမ်းကြောင်းကိုတေချာရွေးပါကိုလုံနိုင်တဲ့နေရာကနေစပါကိုလုံနိုင်တဲ့နေရာကနေစတင်ထားတဲ့သူကလေကိုစွမ်းကိုညံစွမ်းကိုအရာအလုံးအခြေခံနဲ့သွားတာဖြစ်တဲ့အတွက်ဘလောက်ပဲကိုကကြာရှုံးမှုတွေကြုံအဲ့ဒီအရာတွေကိုလက်ခံပြီးတော့အရှိဆက်နိုင်တယ်ကိုမလုံနိုင်တဲ့နေရာကိုသွားပြီးစမိတယ်ဆိုရင်ကြာရှုံးတဲ့နေရာကနေလှည့်ပြန်တတ်ပါတယ်ဒါကြောင့်မို့လို့ကိုကအလုပ်တစ်ခုအသက်30မတိုင်ခင်ရှိထားရမယ်အဲ့ဒီအလုပ်တစ်ခုတည်လက်ရှိအသက်30ဖြစ်နေရင်တော့မှလက်ရှိအလုပ်လုပ်နေတယ်ဆိုတဲ့အရာလေးတစ်ခုရှိရုံတည်းရင်းတို့ဒီကိုယ့်ရဲ့လမ်းကြောင်းတစ်ခုပေါ်လာပါတယ်ကိုယ့်ရဲ့လမ်းကြောင်းကိုကိုကတေချာလေးရှေ့ဆက်ပြီးတော့လုံနိုင်သွားပါလိမ့်မယ်အမိခိုကင်းနဲ့ရက်တည်ခြင်းနဲ့ကိုအားကိုပြီးတော့အလုပ်တွေလုပ်ချင်တယ်ဆိုရင်အသက်30မတိုင်ခင်ရင်းတို့ကိုစွမ်းရှိသလောက်ညံစွမ်းရှိသလောက်အချိန်ကြီးရှိသလောက်အင်အားရှိသလောက်အလုပ်တွေလုပ်သွားပါတကယ်လို့ကိုကအသက်30ဖြစ်နေတယ်အသက်30နောက်ပိုင်းဖြစ်နေတယ်ဆိုရင်လည်းနောက်မကြသေးပါဘူးကိုသိတဲ့အချိန်ကကိုအတွက်အကောင်းဆုံးအချိန်ပါပဲဒီခေတ်က social media ခေတ်ဖြစ်တဲ့ social media ခေတ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ရင်းတို့တွေအလုပ်လုပ်ရတာအရင်ခေတ်သက်ဆိုင်ပို့ပြီးတော့မှလွယ်ကူတယ်ဒါကြောင့်မို့လို့ social media ကိုသုံးပြီးတော့အလုပ်တွေလုပ်ပါကိုကအသက်30နောက်ပိုင်းဆိုရင်တော့တေချာတယ်ကိုမှကျွမ်းကျင်တဲ့အရာတစ်ခုရှိကောင်းရှိပါတယ်ကိုသိတာနဲ့မသိတာပဲကွာတယ်တချို့ကကိုကျွမ်းကျင်တဲ့အရာတွေရှိတယ်တချို့ကကိုတက်မြောက်ထားတဲ့အရာတွေရှိတယ်ကိုကျွမ်းကျင်တဲ့အရာတွေရှိတယ်ဆိုရင်တေချာလီလက်တွေ့အသုံးချပြီးရလက်တွေထွက်အောင်လုပ်ပါကိုရလက်ထွက်ထားတဲ့အရာတွေကိုလူတွေသိအောင်ချပြပါလူတွေကိုပြန်ပြီးတော့ share ပေးပါလူတွေကိုပြန်ပြီးကိုညီပေးပါကိုရဲ့ပညာတွေကိုလူတစုကိုလက်ဆင့်ကမ်းမှုရောက်လာတဲ့အချိန်လဲပြောလို့ရတယ်ဒီတော့ကိုလိုပဲဝါသနာတူကိုလိုပဲဖြစ်ချင်တဲ့သူကိုလိုပဲကျွမ်းကျင်တဲ့သူတွေကိုတဆင့်ပြန်ပြီးတော့ကိုညီပေးရင်းနဲ့ကိုက social media ကနေဝင်ငွေတွေစပြီးတော့တိစောက်ပါလို့ ring ကဒီနေရာမှာအကြံပေးချင်ပါတယ် ring ကတော့ကျွမ်းကျင်တဲ့ပညာရပ်ကိုအသုံးချပြီးတော့ online ကနေပြောင်းလဲခြင်းတဲ့သူတွေကိုလက်တွေ့နီးလန်းနေနဲ့လမ်းပြကိုညီပေးနေတဲ့နီးပြတယောက်ပါကိုရွှင်ပါ